The Dodamisiga, Banzigo, Hlan, you light the Anna Diao. Now the second Mabe, Ganjama, a slab young Pitomelo, Matintagebao. Utia losing the Mingla where the Bewin Labi, the Dodamigo Daza Campanga. See how when she la Luso in the or Hiparore. The Tega de Lumioba Pinero, Kebodra, to a pian base where it Bamaso stable pian haraba. Taumine and Nagale, the Nejingo Kebo, don't so many, to a Sia Windia Walupio be shit while Kevare. 都原嚟噃，講咗我看呢，面靠多正正嘛，但係呀你哋都話，都是喺落界我啥子 boss Benjamin 片面地嚟呀嘞。但係但係將對啲一龍安裝出嚟邊咩，原嚟啊နိုင်ငံတကာ業邊呢要你錄使用標簿，一千蚊咪多吧？อันน่ะฮะเจ้าสิကိုထိမီတန်းရအောင်အမြန်စေးထည့်ပေးခဲ့တယ်လို့အနာသက်တောင်ချိုချင်းလေးပါပေးခဲ့ပါတယ်။ဒါပေမဲ့သူပြန်ခံနေမှာပဲသွေးတွင်းတကြားတက်ကြပြီးဘင်ဂျမင်ရဲ့ရင်ခွင်လေးကိုရုတ်တရက်မူးလဲကျသွားခဲ့ပါတော့တယ်။ဖျားနာမှုနဲ့စေဝါတန်တွေကြောင့်သူတို့စိတ်လွတ်သွားပြီးကန်ကြမာကြီးညှိတွယ်သွားရင်မဲ့အန်နီယယ်ကရှိနေစေပါ။ဘင်ဂျမင်ဟာပို့ပြီးအင်အားကြီးတဲ့အဖွဲကိုသွားထိမိလို့ချက်ချင်းပဲထွက်ခွာသွားရပါတော့တယ်။မထွက်ခွာခင်မှာသူကနှခါရုပ်ထွင်းထားတဲ့ကြောက်စိမ့်ဆွဲသီးလေးပေးပြီးတောင်ဝင်ယူဖို့ပြန်လာမယ်လို့ကတိပေးခဲ့တာပါ။ဒါမဲ့သူထွက်သွားပြီး9နှစ်တောင်ကြာသွားခဲ့ပါတယ်။ဒီ9နှစ်အတွင်းမှာပဲဘင်ဂျမင်ဟာအတိတ်ကိုရှင်းလင်းပြီးစီးပွားရေးအင်ပါယာကြီးနဲ့တူဂျန်ချွန်းရဲ့အချမ်းသာဆုံးလူဖြစ်လာခဲ့ပါတယ်။သူမကိုရှာပြီးဟဲမီသားစုရဲ့တခင်မဖြစ်တင်မြောက်ဖို့သူနီလန်းပေါင်းစုံနဲ့ရှာဖွေခဲ့ပြီးမြဲဘာမှရှာမတွေ့ခဲ့ပါဘူး။တစ်ဖက်မှာလည်းတချင်ကဆေးချောင်းရဲ့ထူးချွန်ဆုံးချောင်းသူလေးအန်နာဘွားကတော့အဲ့ဒီညပြီးနောက်အိမ်အောင်မရှိပဲအမွှာလေးတွေမွေးဖွားခဲ့ရလို့ဂုံတိတ်ခါတွေပြက်စီးပြီးလုံးဝကိုဘွားပြက်သွားခဲ့ရရှာပါတယ်။သမီးရဲ့မွေးရပါသွေးရောဂါကုသဖို့အဖေလုတ်ခဲ့တဲ့ဆေးရုံမှာပဲသူမအောက်ချီသိန်းအလုပ်လုပ်နေရပါတယ်။သူမကတော့ခလီးတွက်နဲ့အရာရာကိုတိတ်တဆိတ်တီးခံခဲ့ပေမဲ့သူမကြောင့်ဆေးရုံအုပ်ရာတို့ပြုတ်သွားတဲ့အဖေဖြစ်သူကတော့သူမပေါ်နာကြီးနေခဲ့တာပါ။အမဖြစ်သူလီဆာကခလီးတွေကိုအမြဲနှိမ်ချလို့အန်နာဘွားအကြက်ရိုက်နေချိန်မှာပဲဟဲမီသားစုရဲ့အဖိုးနေမကောင်းဟန်ဆောင်ပြီးဆေးရုံတက်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဇင်ဂျန်လန်းမှာအန်နာသားလေးကိုတိုက်ဆိုင်မြင်လိုက်ရပြီးသူမှင်တက်သွားခဲ့ရပါတယ်။ဒီကလေးကဘန်ဂျမင်ငငယ်တုန်းကနေတထေရတဲ့မို့ဟဲမီသားစုသွေးသားမှန်သူချက်ချင်းသိလိုက်ပါတယ်။မကြခင်မှာစီးရုံတစ်ခုလုံးအတွက်ဖူးစာချပွဲလုပ်တော့အပြိုဆီအောင်မတွေအားလုံးတက်ရမှာမို့အန်နာလည်းအတင်းကျပ်လိုက်သွားခဲ့ရပါတော့တယ်။အဲ့မှာဘန်ဂျမင်ကိုပြန်တွေ့လိုက်လို့သူ့လုံးဝအံ့ဩသွားတယ်။တစ်ချိန်ကဒုက္ခရောက်နေတဲ့လူကအခုတော့လက်ဖြားမကတ်နိုင်တဲ့တထေးကြီးဖြစ်နေပြီလေ။ကွာဟချက်တွေကြောင့်သူမထွက်ပြေးချင်နေတော့ပွဲတစ်ခုမှာလီဆာကအန်နာရဲ့လက်မထက်ပဲကလေးရခဲ့တဲ့အတိတ်ကိုဖွင့်ချလိုက်ပါတယ်။ကလေးတွေကိုကာကွယ်ဖို့အန်နာကသူမမှာတာမန်အလုပ်သမားခင်ပွန်းရှိတယ်လို့လိန်ပြောလိုက်ပါတော့တယ်။အားလုံးပေါ်သွားမှမသိပဲသူမလှည့်ထွက်သွားချိန်မှာဟဲအိမ်တော်အိမ်ထင်းကကျမ်းမြင့်ပုံကကြောက်စိမ့်ဆွဲသီးကိုကောက်ယူလိုက်ပါတယ်။ဒါဟာဘင်ဂျမင်9နှစ်ကခြံခဲ့တဲ့အရာမို့သူရှာနေတဲ့အမျိုးသမီးမှတီးကြသွားပါပြီ။စုံစမ်းစစ်ဆေးမှုတွေချက်ချင်းစချိန်မှာပဲအန်နရီယာလည်းထပ်ရောက်လာပါတယ်။လီဆာကအန်နာတို့သားမီကိုဟဲအိမ်တော်စီ1600ခေါ်လာပြီးရှီအောင်ပစ္စည်းတမင်ခွဲကအပြစ်ပုံချပြီးတော့ဂိုဒေါင်နဲ့ပိတ်လောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်နာသမီးလေးရုတ်တရက်နေမကောင်းဖြစ်ပြီးသတိလစ်သွားပါတယ်။အရေးကြုံနေချိန်မှာတုတ်သားလေးကအကူညီတောင်းဖို့လေဝင်ပေါက်ကနေတွားထွက်လာရင်ဘန်ဂျမင်နဲ့တိုးမိသွားပါတော့တယ်။အားရင်ချီနေနေတဲ့အန်နာနဲ့တတိလစ်နေတဲ့ကလေးကိုမြင်လိုက်ရလို့ဘင်ဂျမင်တကားကိုရိုက်ဖွင့်ပြီးစိတ်ုံကိုချက်ချင်းပို့ပေးခဲ့ပါတယ်။အဲ့နောက်ကြောက်စိမ့်ဆွဲသီးနဲ့ပတ်သက်ပြီးသူမေးမြန်းမိမဲ့အန်နာကတော့အကုန်လုံးကိုညှင်းဆိုခဲ့ပါတယ်။ဩဇာကြီးတဲ့အတိုင်းဝိုင်းကြားသူ့ကလေးတွေကိုမပါစေချင်တဲ့သူမကဆွဲသီးတာတန်ဖိုးရှိရင်သမီးဆေးကုဖို့ရောင်းပြီးသားလို့ပြောလိုက်တော့ဘင်ဂျမင်တုံးဆိုင်သွားပြီမဲ့လွန်ခဲ့တဲ့9နှစ်ကပင်လေပြင်းမှာရှိခဲ့သလားလို့ဆက်မေးခဲ့ပါတယ်။အမှန်တရားပေါ်ကနီးမှာပဲနောက်ထပ်မတော်တဆမှုတစ်ခုကကြားဖြတ်သွားတယ်။မကြခင်မှာလီဆာကလူနာဆေးကိုလဲပြီးအန်နာပေါ်အပြစ်ပုံချပြန်အောင်အဲ့ဒီလူနာဆေးမတည့်မှုအပြင်းထန်ဖြစ်ပြီးအခြေအနေကတကယ်ကိုစိုးရင်စရာဖြစ်သွားခဲ့ပါတယ်။မိသားစုကပြဿနာရှာလာတော့အနာအဖေနဲ့အမကသူမကိုပဲအပြစ်ပုံချဖို့ချက်ချင်းတွန်းထုတ်လိုက်ကြတယ်။အဖေဖြစ်သူကလူပုံအလဲမှာဒူးထောက်အပြစ်ဝန်ခံဖို့အတင်းဖိအားပေးပေမဲ့အန်နာကတော့ညှင်းဆန်ခဲ့ပါတယ်။ကင်မရာမတန်းကြည့်ဖို့တောင်းဆိုတဲ့သူမကိုမြေပေါ်တွန်းလဲပြီးစိတ်မရှိတဲ့လူမိုက်တွေကဝိုင်းရိုက်ဖို့လုပ်ကြပါတယ်။လက်တိတစ်ချက်ကြားလို့စစ်စစ်မှာပဲရုတ်တရက်အတန်ထွက်လာပြီးဘန်ဂျမင်ရောက်လာခဲ့ပါပြီ။ဒီတစ်ခါလေးအရေးကြုံနေချိန်သူ့ကိုရှာတွေ့ခဲ့တာဒီကလေးပါပဲ။ဒန်ယာရီနဲ့အန်နာကိုမြင်တော့သူစိတ်မထိန်နိုင်တော့ပဲပြဿနာရှာတဲ့သူကိုတစ်ချက်ထင်းနဲ့ကန်ချလိုက်လို့တခန်းလုံးညင်ကျသွားတယ်။ပြီးတော့ချက်ကန်ကိုချွတ်ပြီးအန်နာကိုခြုံပေးကခလေးနှစ်ယောက်နဲ့တူသူ့နောက်မှာကွယ်ထားလိုက်ပါတယ်။ဒီတစ်ခေါက်တော့သူဘာမှစမ်းသက်မေးမြန်းမနေတော့ပဲနဲ့အကုန်လုံးကိုခေါ်သွားပါတော့တယ်